လက်ရွေးစင်ကစားသမားဘွားကအနားယူလိုက်ပြီးဖြစ်ကြောင်းဝေါ်ကားချင်းညာဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗန်လီသင်းမှာကစားနေတဲ့အင်္ဂလန်နောက်ခံလူဝေါ်ကားကလက်ရွေးစင်ကစားသမားဘွားကအနားယူလိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အသက်35နှစ်ရှိပြီဖြစ်တဲ့ဝေါ်ကာက2011ခုနှစ်ကတည်းကအင်္ဂလန်လက်ရွေးစင်ဖြစ်စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီးပွဲပေါင်း66ပွဲရှင်ပြိုင်ကစားထားပါတယ်။ဝေါ်ကာက2018နဲ့2022ကမ္ဘာဖလားယူရို2016 2020နဲ့2024ပြိုင်ပွဲတွေမှာအင်္ဂလန်နိုင်ငံကိုကိုစားပြုခွင့်ရခဲ့ပြီးစူဖလားအောင်ပွဲတော့ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဝေါ်ကာကစပါသင်းနဲ့မန်စီးတီးသင်းတွေမှာအကြိမ်ကြာဆုံးကစားခဲ့ပြီးမန်စီးတီးသင်းမှာပရီးမီးယားလိချန်ပီယံဆု6ကြိမ်နဲ့ချန်ပီယံလိဖလား1ကြိမ်ပါဝင်စူဖလားအောင်ပွဲများစွာရောက်နိုင်ခဲ့ပါတယ်။ဝေါ်ကာကဘယ်လင်အသင်းကို2028ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးကလပ်အသင်းကစားသမားဘွားကိုတော့ရှေ့ဆက်ရှောင်းလန်းသွားဖို့စီစဉ်ထားကြောင်းသိရပါတယ်။အခုလိုဆုံးဖြတ်ရတာကျွန်တော်စိတ်မကောင်းပါဘူး။ဒါမဲ့အင်္ဂလန်အသင်းနဲ့တူရရှိခဲ့တာတွေအတွက်ကျွန်တော်အယမ်းခုန်ယူပါတယ်လို့ဝေါ်ကာကပြောကြားခဲ့ပါတယ်။